လူသားတွေရဲ့ကဘာကြီးဟာတရက်အတွင်းမှာကြပြောင်းကြပြန်ဖြစ်သွားနိုင်တယ်ဆိုတော့သင်ယုံကြည်ပါသလားဒီဇက်လန်ထဲမှာတော့ဖြစ်ခဲ့ပါတယ်ဇက်လန်အစမှာဂယ်ရီလိန်ကကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးဟောင်းတစ်ယောက်ဖြစ်ပြီးအခုတော့အလုံနာပြီးဇနီးတဲ့သမီးလေးနှစ်ယောက်နဲ့အတူအေးအေးလူဖြတ်တန်းနေသူပါဂယ်ရီဟာအလုံနာပြီးနောက်ပိုင်းစိတ်လှုပ်ရှားစရာမကောင်းတဲ့အိမ်လုပ်တွေကိုလုပ်ပြီးပြင်းကြီးနေပေမဲ့သမီးတွေကိုအချိန်ပေးနေရတဲ့အတွက်တော့သူပျော်နေပါတယ်တမနက်မှာတော့သူတို့မိသားစုကဖီလာဒဲလ်ဖီးယားမြို့တွေကိုကားမောင်းသွားရင်ကားပိတ်ဆို့မှုကြီးနဲ့တိုးပါတယ်အဲ့ဒီချိန်မှာပဲပောက်ကွဲတဲ့နေလူတွေအော်ဟစ်ပြီးပြေးလွှားနေတဲ့ရုံရင်းဆန်တဲ့အခြေအနေကြီးဖြစ်လာပါတယ်ဂယ်ရီလည်းအချင်းကြီးမဟန်တာသိတော့အမိုက်ကားကြီးတစ်စီးနောက်ကနေသူ့ကားကိုလိုက်မောင်းသွားလိုက်ပါတယ်ရုံရင်းဆန်တဲ့ဖြစ်နေတဲ့ဘက်ကိုရောက်သွားတဲ့အခါမှာတော့သူ့ကားဟာလည်းအတိုက်ခံလိုက်ရပြီးလွင့်ထွက်သွားပါတယ်ကလေးတွေကိုကယ်ထုတ်ပြီးထွက်သွားဖို့အလုံးမှာပဲအော်ဟစ်တန်နေတဲ့အတူရုံရင်းဆန်ခတ်မှုတွေကသူတို့နားကိုရောက်လာပါတယ်ဂယ်ရီလည်းစူးစမ်းကြည့်နေတော့ထူးဆန်းတဲ့တရဝါတစ်ကောင်ကိုမြင်လိုက်ရပါတယ်အဲ့ဒါကတော့လူသားမဟုတ်တော့တဲ့သွေးစာနေတဲ့ဖုတ်ကောင်ကြီးပါဒီဖုတ်ကောင်တွေဟာတာမန်ဇွန်ဘီတွေလိုနှေးကွေးမနေပါဘူးသူတို့ကရေလိုင်းကြီးလိုအရှိန်ဟုန်ပြင်းပြင်းနဲ့ပြေးလွှားပြီးလူတွေကိုလိုက်ကိုက်နေကြတာပူကြောက်စရာကောင်းတာကဖုတ်ကောင်အကိုက်ခံရတဲ့လူတစ်ယောက်ဟာ12စက္ကန့်အတွင်းမှာပဲဖုတ်ကောင်အဖြစ်ပြောင်းလဲသွားတယ်ဆိုတော့ဂယ်ရီတယောက်မျက်မြင်ကိုယ်တွေစက္ကန့်တွက်ပြီးသတိထားမိလိုက်ပါတယ်ဂယ်ရီဟာသမီးတွေကိုကာဝယ်ဖို့ကားစီးကိုလူယူပြီးမြို့တွေကနေအမြဲဆုံးမောင်းပြေးပါတော့တယ်တကဘာလုံးမှာလည်းဒီလိုထူးဆန်းတဲ့ဘိုင်းရက်ကူးစက်မှုတွေဖြစ်ပွားနေပြီးအစိုးရဌာနတွေကလည်းပျက်စီးပြီးထိမ့်မှန်သိမ်းမရဖြစ်ကုန်ပါပြီဒီလိုမျိုးလင်းချက်မဲနေတဲ့အချိန်မှာဂယ်ရီရဲ့တငယ်ချင်း UN ဒုတိယအတွင်းရေးမှူးချုပ်တီရာရီကဖုံးဆက်လာပါတယ်ဂယ်ရီရဲ့အတွေ့အကြုံနဲ့အရေးချင်းကဒီကပ်ဘေးကိုဖြည့်ရှင်းဖို့လိုအပ်နေလို့သူတို့မိသားစုကိုကယ်ဆယ်ဖို့ရဟတ်ရင်လွတ်ပေးမယ်လို့ဂရုပေးပါတယ်ဂယ်ရီတို့မိသားစုဟာဇွန်ဘီတွေပြည့်နှက်နေတဲ့တိုက်ခန်းတွေတစ်ခုထဲမှာတညတာခိုအောင်မှုဆုံးဖြတ်လိုက်ပြီးနေထွက်ချိန်မှာလာခေါ်မဲ့ရဟတ်ရင်ကိုစောင့်နေလိုက်ရပါတယ်တိုက်ခန်းမှာတော့မက္ကဆီကန်မိသားစုတစုကသူတို့ကိုအိမ်တကားဖွင့်ပေးပါတယ်ဒီလိုနဲ့မနဲ့လင်းချိန်မှာတော့ရဟတ်ရင်နဲ့ဆက်သွယ်ဖို့တိုက်ခေါင်မှုပေါ်ကိုတက်လာခဲ့ပါတယ်မိသားစုတွေတိတ်တဆိတ်ခြေလမ်းပြီးတက်ခဲ့ကြပေမဲ့လမ်းမှာဇွန်ဘီတွေနဲ့တိုးသွားတော့တယ်ဂယ်ရီလည်းတက်နိုင်တဲ့လောက်ခံချပေမဲ့အကောင်ကြီးတစ်ကောင်နဲ့တိုးတဲ့အချိန်မှာတော့ကျမ်းပေါ်မှာလဲကျပြီးအကိုက်ခံရတော့မလို့ဖြစ်နေပါတယ်ဒီချိန်မက္ကဆီကန်မိသားစုတွေကတော်မတ်လီကတန်တန်းနဲ့ဇွန်ဘီကိုပြစ်သက်ဂယ်ရီကိုကယ်တင်လိုက်ပါတယ်ဇွန်ဘီသွေးတွေပါဇက်ထဲကိုဝင်သွားတဲ့ဂယ်ရီလည်းယောဂကူးပြီးအထင်းနဲ့တိုက်ပေါ်ကခုန်ချမှုတော့လုပ်လိုက်ပါတယ်12စက္ကန့်ထိရေတွက်ပြီးမထူးကြတော့မှပြန်ဆင်းလာခဲ့ပါတယ်ဇွန်ဘီတကားကိုရိုက်ချိုးပြီးလိုက်လာတဲ့စက္ကန့်ပိုင်းလိုမှာပဲ UN ရဲ့ကယ်ဆယ်ရေးရဟတ်ယာဉ်ရောက်လာပြီးသူတို့အသက်ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်သူမရဲ့အဖေအိမ်ရှင်ကတော့ဇွန်ဘီဘဝဖြစ်ပြောင်းသွားပါပြီသူတို့ကိုပင်လယ်ရေပြင်အလဲကအမေရိကန်စစ်သင်္ဘောကြီးကိုခေါ်လာပါတယ်ဒီသင်္ဘောဟာအစိုးရအဖွဲ့ဝင်တွေနဲ့စစ်တပ်ရဲ့နောက်ဆုံးခြေကုပ်စခန်းမှာစစ်တပ်ကဂယ်ရီကိုကမ်းလှမ်းချက်တစ်ခုပေးပါတယ်အဲ့ဒါကတော့ဒီဘိုင်းရွက်ရဲ့အစအစစ်မြင့် patient 0ကိုရှာဖွေဖို့ virus ပညာရှင်လူငယ်လေးဒေါက်တာ Fastback နဲ့အတူတူကွင်းဆင်းစုံစမ်းပေးရမှာပါဂယ်ရီကသူ့မိသားစုနဲ့ခွဲမသွားခြင်းပေမဲ့အကွယ်ရေးဂယ်ရီကညင်းဆန်ရင်သူ့မိသားစုကိုသင်္ဘောပေါ်ကနေမောင်းချပြီးဒုက္ခသည်စခန်းကိုပို့မှာဖြစ်ပါတယ်မိသားစုဘေးကင်းဖို့အတွက်ဂယ်ရီဟာဒီတင်မင်းတက်မှန်မစ်ရှင်ကိုလက်ခံလိုက်ရပါတော့တယ်သူတို့ရဲ့ပထမဆုံးမှတ်တိုင်ကတော့ဘိုင်းရဲ့အစပြုတာလို့ယူဆရတဲ့တောင်ကိုရီးယားကအမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုပါ Fastback နဲ့လေယာဉ်ပေါ်မှာစကားစမြည်ပြောရင်ဘိုင်းရဲ့သဘောတရားတွေနဲ့အားနည်းချက်တွေကိုသိခွင့်ရခဲ့ပါတယ်ဒါပေမဲ့ညဘက်ကြီးလေယာဉ်ဆင်းသက်ချိန်မှာတော့ဇွန်ဘီတွေရဲ့တိုက်ခိုက်မှုကိုခံရပြီးကြောက်လက်နေကြထွက်ပြေးတဲ့ဘိုင်းပညာရှင်လေးကသူ့တနက်သူမောင်းဆွဲမိပြီးပွဲချင်းပြီးတည်ဆုံးသွားပါတယ်ကဘာကြီးကိုကယ်တင်မဲ့မျှော်လင့်ချက်သိပ္ပံပညာရှင်တည်ဆုံးသွားတဲ့အတွက်ဂယ်ရီတယောက်တည်းဆက်လက်စုံစမ်းရပါတော့တယ်ဒီမှာတော့အားလုံးကပြပုံအဖြစ်ပဲကြံနေပါတယ်ဘိုင်းဟာထူးဆန်းတဲ့အလောင်းတွေကိုစစ်ဆေးခဲ့တဲ့ဆရာဝန်ကြီးတယောက်ကိုကူးဆက်ရာကနေစတင်ပြန့်ပွားလာခဲ့ရမှာအားလုံးကိုကူးဆက်ခံလိုက်ရတာအတူတူရှိနေတဲ့သူတွေအားလုံးအကိုက်ခံခဲ့ရပေမဲ့မရင်းတပ်ဖွဲ့ဝင်ဟောင်းတယောက်ကိုမကိုက်သွားတာကိုလည်းတဲလွန်စားရခဲ့ပါတယ်အဲ့မှာပဲအားလုံးကအယူလို့ထင်နေတဲ့လက်နက်ပွဲစား CIA agent တယောက်လည်းရှိနေပါတယ်သူကသူ့သွားတွေကိုနှုတ်ရင်အိန္ဒိယဘက်ကနေဇွန်ဘီဆိုတဲ့အသုံးအနှုန်းကိုစတင်သုံးခဲ့တယ်ဆိုတာနဲ့အခိုင်အမာတတိုင်းတွေစောက်ပြီးတောင့်ခံနိုင်တဲ့အစ္စရေးနိုင်ငံဂျေရုဆလင်မြို့အကြောင်းတဲလွန်စားရလိုက်ပါတယ်ဒီလိုနဲ့ဂယ်ရီဟာအစ္စရေးကိုသွားဖို့လုပ်ပါတယ်လေရင်ပြန်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာလည်းစစ်သားတချို့ပေးဆက်ခဲ့ရပြီးခက်ခက်ခဲခဲပြန်လဲထွက်ခွာခဲ့ရပါတယ်ဂယ်ရီဟာဂျေရုဆလင်မြို့ကိုရောက်သွားတဲ့အခါအံ့ဩစရာကောင်းလောက်အောင်မြို့ပတ်လည်မှာဒတိုင်းကြီးကာရံပြီးဇွန်ဘီရန်ကနေကာဝေထားတာကိုမြင်ရပါတယ်အစ္စရေးအေဂျင့်ကသူတို့ဟာအိန္ဒိယနိုင်ငံကခြေနှံတစ်ခုမှာဇွန်ဘီဆိုတဲ့စကားပါလာတာကိုသတိထားမိပြီးကြိုတင်ပြင်ဆင်ခဲ့တာလို့ပြောပြပါတယ်ဒီလိုစကားတခွန်းကြောင်းနဲ့ဒတိုင်းကြီးထားဆောက်တယ်ဆိုတာတဘာဝမကြောက်ဘူးလို့ထင်နေတဲ့ဂယ်ရီကိုဝမ်ဘရန်ကသူတို့အစိုးရအဖွဲ့ရဲ့လုံနီလုံဟန်တွေကိုရှင်းပြလိုက်ပါတယ်ဒါပေမဲ့အောင်ပွဲခံလွန်နေတဲ့လူသားတွေအမှားဒီမှာစတာပါဒတိုင်းတွေကဒုက္ခတွေဘေးကင်းပြီဆိုပြီးပျော်ရွှင်စွာနဲ့မိုက်ခရိုဖုန်းတွေသုံးတချင်းတွေအော်ဆိုရပါတယ်ဒီကျေလောင်တဲ့အတန်တွေကြောင့်ဒတိုင်းအပြင်ကဇွန်ဘီထောင်တောင်းချီကယူတုတ်ကုန်တကောင်ပေါ်တကောင်ထက်တက်လူသားပွဲစိတ်တောင်ဖို့ကြီးလို့ဒတိုင်းကိုကြော်တက်လာပါတော့အဆောင်ရှောက်စစ်သားတချို့နဲ့အသက်လူပြေးလွှားရင်ရုံရင်းဆန်ခတ်ဖြစ်နေတော့မှဂယ်ရီယာစမ်းကျဲတဲ့အချက်တစ်ခုကိုသတိထားမိလိုက်ပါဇွန်ဘီကလမ်းပေါ်ကအဖိုးအိုတယောက်နဲ့ပိန်ချုံနေတဲ့ကောင်လေးတယောက်ကိုဘာလို့မှမသိကြော်ခွပြေးပြီးလုံးဝမကိုက်ပဲထားခဲ့တာပါပြေးရင်လွှားရင်းနဲ့ကိုက်ခံလိုက်ရတဲ့အစ္စရေးမျိုးသမီးစစ်သားစီဂန်ကိုချက်ချင်းလက်ဖြတ်ထုတ်ပြီးကယ်တင်လိုက်နိုင်ပါတယ်လေစိတ်ကိုအရောက်ပြေးပြီးနောက်ဆုံးထွက်ခွာမဲ့ခီးတဲ့
တဲ့လေရင်ပုံအသက်လူတက်နိုင်ခဲ့ကြပါတယ်ဇွန်ဘီလက်ကနေလွတ်ခဲ့တဲ့သူတွေကိုမြင်ပြီးတဲနွန်စားတွေရနေပြီဖြစ်တဲ့ဂယ်ရီက theory ကိုဆက်သွယ်ပြီးအနီးဆုံးဆေးဘက်ဆိုင်ရာတက်ခွဲခန်းကိုလမ်းညွှန်ခိုင်းပါတယ်လေရင်မှုတွေနဲ့ဖုံးပြောပြီးမှတော့သူတို့စီးလာတဲ့လေရင်ဟာဝေပြည်နေတဲ့လေစိတ်တစ်ခုကိုဦးတည်လိုက်ပါတော့တယ်လေရင်ပေါ်မှာဂယ်ရီကသူခုတ်ဖြတ်လိုက်တဲ့စီကန်ရဲ့လက်ကိုတန့်ရှင်းရေးလုပ်ဆေးထည့်ပေးပြီးနောက်မိသားစုကိုတတိရနေပါတယ်ဘေးကင်းပြီလို့ထင်နေရပေမဲ့လေရင်နောက်ခံခီးဆောင်အိတ်တွေကြားထဲမှာကူးဆက်ခံရတဲ့သူတယောက်ကကပ်ပါလာခဲ့ပါတယ်မိနစ်ပိုင်းတွင်းမှာပဲလေရင်တစ်စီးလုံးသွေးချောင်းစီးကူးဆက်ကုန်ပါတော့တယ်ဂယ်ရီဟာဇွန်ဘီလှိုင်းကြီးတူးစီအရှိန်နဲ့ပြေးလာချိန်မှာအခြားရွေးချယ်စရာမရှိပဲလက်ပစ်ပုံတစ်လုံးကိုဖြုတ်ပြီးလေရင်နေရန်ကိုဖောက်ခွဲပစ်လိုက်ပါတယ်လေဖိအားကြောင့်ဇွန်ဘီလေထဲလွင့်ပါသွားပြီးလေရင်ကြီးလေးဝေဟင်ကနေပြတ်ကျသွားပါတော့တယ်ကံကောင်းထောက်မှစွာနဲ့ဂယ်ရီနဲ့စစ်သမီးလေးစီကန်တို့ဟာဒဏ်ရာပြင်းပြင်းထန်ထန်ရပေမဲ့မသေးပဲအသက်ရှင်ခဲ့ပါတယ်သူတို့ကလမ်းလျှောက်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ဗြိတိန်နိုင်ငံကသုတေသနစခန်းတစ်ခုကိုရောက်သွားပါတယ်ဒီနေရာမှာပဲဂယ်ရီကသူ့ရဲ့အုံနောက်ကိုတုံးပြီးတွေးတောမိတဲ့အဖြေကိုရှာဖွေတွေ့ရှိသွားပါပြီဗိုင်းရပ်စ်တွေဟာရှင်သန်ပြန့်ပွားဖို့အတွက်ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကိုပဲလိုချင်ကြတာပါအကယ်၍လူတစ်ယောက်ဟာသေလူမျိုးပါယောဂအသေးအံဖြစ်နေရင်ဗိုင်းရပ်ကအဲ့လူကိုအသုံးမဝင်ဘူးလို့သတ်မှတ်ပြီးမျက်ကွယ်ပြုတ်သွားတတ်တယ်ဆိုတဲ့ theory ပါတန်းကြီးနားမှာဇွန်ဘီတွေဘာလို့နာမကျန်းဖြစ်နေတဲ့သူတွေကိုမကြိုက်တာလဲဆိုတဲ့အဖြေကဒါကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကိုသက်သေပြဖို့ဆိုရင်တင်မင်းတက်မှန်ဗိုင်းရပ်စ်တွေတင်းစီးကြတဲ့စခန်းရဲ့အပိုင်း B ကိုတွားပြီးဂယ်ရီကိုတိုင်စေးထိုးစမ်းသပ်ရမှာပါစခန်းရဲ့အဲ့ဒီအပိုင်းမှာတော့ဟုတ်ကောင်တွေပြည့်နေနေပါတယ်ဂယ်ရီစီကန်နဲ့အခြားဒေါက်တာတယောက်တို့ကစွန့်စားပြီးတေးသိမ်းဆဲထားတဲ့အဆောင် B ဘက်ကိုထွက်ခဲ့ပါတော့တယ်ဇွန်ဘီတွေပြည့်နေတဲ့အဆောက်အဦထဲမှာတိတ်တဆိတ်လှုပ်ရှားရတဲ့ဒီအခန်းကြီးကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးအသက်အောင့်ပြီးနေမိတဲ့အထိကိုတဲထိတ်ရင်မှုခံစားရပါတယ်နောက်ဆုံးတော့ဂယ်ရီတယောက်ယောဂပိုးတွေထားတဲ့အခန်းလေးကိုရောက်သွားပါတယ်ယောဂပိုးတွေထည့်ထားတဲ့ပလင်းတွေကိုယူပြီးလှည့်အထွက်မှာတော့ဇွန်ဘီတကောင်ကသူ့ရှေ့မှာလမ်းပိတ်ပြီးသွားတကုတ်ကုတ်နဲ့စောင့်နေပါတယ်ဂယ်ရီမှာရွေးချယ်စရာမရှိတော့ပါဘူးယောဂပိုးထိုးထည့်လိုက်ရင်ဇွန်ဘီတွေကမကိုက်တော့ဘူးဆိုတဲ့သူ့တွက်ကိန်းမှန်မှန်နဲ့ဆေးပလင်းတွေအများကြီးတည်းမှာဘယ်အရာကချက်ချင်းသေသွားလောက်အောင်ပြင်းထန်ပြီးဘယ်ယောဂကဇွန်ဘီတွေကိုလှည့်စားနိုင်မလဲဆိုတော့သူမသိပါဘူးနောက်ဆုံးတော့ဂယ်ရီလည်းရွေးချယ်စရာမရှိတော့တဲ့အတွက်ဘာမှမသိရသေးတဲ့ပြင်းထန်ယောဂပိုးတစ်မျိုးကိုသူ့ကိုယ်သူထိုးလိုက်ပါတယ်ပြီးတော့တကားလုံးကိုဖွင့်ချလိုက်ပါတော့တယ်ဒါပေမဲ့ဂယ်ရီစီကနေယောဂပိုးအနံ့ကိုရသွားတဲ့အခါဇွန်ဘီဟာသူ့ကိုလုံးဝမမြင်ရတဲ့လိုမျိုးကြော်ဖြတ်သွားခဲ့ပါတယ်ဂယ်ရီရဲ့ theory မှန်သွားခဲ့ပါတယ်လူသားတွေဟာဇွန်ဘီရဲ့မျက်စိရှိမှနေထောက်ဖြတ်နိုင်မဲ့ကိုပြောက်ဝစ်စုံကိုရှာဖွေတွေ့ရှိသွားခဲ့တာဂယ်ရီဟာစကန်ကြီးတဲ့ကနေအေးအေးလူလူလမ်းလျှောက်ပြန်ထွက်လာပြီးဒီသတင်းကောင်းကိုကဘာကြီးစီအသိပေးနိုင်ခဲ့ပါတယ်ဇက်လန်ရဲ့အဆုံးသတ်မှာတော့ကဘာတဝင်းကလူသားတွေဟာဒီယောဂပိုးတွေကိုကာကွယ်ဆေးအဖြစ်သုံးပြီးဇွန်ဘီတွေကြားထဲမှာတန်ပြန်တိုက်စစ်ဆင်ကကဘာကြီးကိုပြန်လဲသိမ်းပိုက်ဖို့မျှော်လင့်ချက်တွေတောက်ပလာပါတော့တယ်ဂယ်ရီလည်းသူ့မိသားစုနဲ့ပြန်လဲစုံတွေ့ခွင့်ရသွားခဲ့ပါတယ်ပြည်သက်တွေရောဒီလိုဇွန်ဘီတွေယောဂဆိုးမျိုးတွေနဲ့တွေ့ရင်ဘယ်လိုရင်ဆိုင်မလဲ comment မှာရေးခဲ့ပေးပါဦးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ